တခါမှမြတ်စွာဘုရားတာဝတိမြို့တဲ့ကိုဆွမ်းခံကြွားတဲ့အခါမှာဇေတဝန်ကျောင်းတဲ့တာဝတိမြို့ရဲ့ကြားထဲမှာရေကန်ရှိတယ်အဲ့ဒီရေကန်မှာကလေးတွေငါးမြားနေကြတယ်ငါးဖမ်းနေကြတယ်တောင်မြင်တော်မြတ်စွာဘုရားလိလူမရှိနိုင်ဝင်နဲ့အဲ့ဒီကလေးတွေကိုအနာအဲ့ဒီကလေးတွေကိုအနာခေါ်ပြီးတော့ကလေးတို့မင်းတို့ဆင်းရဲမှာမကြောက်ဘူးလားရိုးရိုးလေးနော်မေးရနော်ဆင်းရဲမှာမကြောက်တဲ့လူပဲရှိမှာတော့မင်းတို့ဆင်းရဲကိုမင်းတို့ကြိုက်သလားဘယ်သူကြိုက်မှာတော့ကြိုက်နော်အဖြေကအတူတူပဲနော်ဘုန်းကြီးတို့လည်းပဲဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမကြိုက်ဘူးကြောက်လဲကြောက်တယ်ကြိုက်လဲမကြိုက်ဘူးအဲ့ဒီမှာမြတ်စွာဘုရားကလေးတွေကအလွန်ငယ်နေသေးတဲ့အတွက်ကြောင့်သူတို့ကိုတရားစကားဓာတ်ရိုက်ဟောတာတော့မဟုတ်ဘူးဒါပေမဲ့မြတ်စွာဘုရားနှုတ်တော်ကနေပြီးတော့ဒီတရားစကားဟာအလို့အလျောက်ရှံထွက်လာတယ်အဲ့ဒါကိုဥဒန်းစကားခေါ်တယ်ပေါ့နော်သစေဘာယထဒုက္ခတသစေဟောဒုက္ခမပိယမာကထပပကံကမ္မအဝိဝါယတိဝါတော့ဟောတကယ်လို့ဆင်းရဲကိုကြောက်တယ်ဆိုရင်တကယ်လို့မြန်ဆင်းရဲကိုမကြိုက်ဘူးဆိုရင်မကောင်းမှုကိုလူရှိမှာပဲဖြစ်ဖြစ်လူကိုယ်ရမှာပဲဖြစ်ဖြစ်မလုံးနဲ့အဲ့ဒီကာထာလေးရဲ့အဓိပ္ပာယ်ဘယ်လောက်ကောင်းတော့သစေဘာယထဒုက္ခတသစေဟောဒုက္ခမပိယမကောင်းမှုကိုဆင်းရဲကိုကြောက်တယ်ဆင်းရဲကိုမကြိုက်ဘူးဆိုရင်မကောင်းမှုကိုမလုံးနဲ့လို့ပြောတဲ့နေရာမှာ तू ကဥထုသင်တဘာဝဖြစ်တဲ့အနေအထားလေးကိုပါတခါတည်းထောက်ပြတာ तू ကဘာလို့ပြောတာလဲလူရှိမှာပဲဖြစ်ဖြစ်ကိုယ်ရမှာပဲဖြစ်ဖြစ်ကျွတ်တို့ကထင်သာမြင်သာတဲ့မကောင်းမှုတွေကိုလူရှိတော့အရှက်အကြောင်းနဲ့ခွင်းတို့စောင့်စည်းကြတယ်မလုပ်ကြဘူးဒါပေမဲ့ကိုယ်ရဆိုရင်တော့စိတ်ကိုယ်ရပြီလို့ကိုယ်စိတ်ကထင်ပြီဆိုရင်တော့လုံမိတတ်လို့အဲ့ဒါလေးကိုပါဘုရားထောက်ပြတာတကယ်လို့များမကောင်းမှုကိုခုရောနောင်မှာမင်းတို့လုပ်ကြမယ်ဆိုလို့ရှိရင်ထွက်ပြေးတော့လည်းပဲဒုက္ခရဲ့လက်ကမလွတ်နိုင်ဘူးတဲ့ဂါထာလေးနှစ်ပုဒ်ဥရန်ကျူဟုတ်လားဒါကြောင့်မကောင်းမှုရှောင်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာကျွမ်းကျင်ခြင်းကိုနားလည်မှုယုံကြည်မှုဒါတွေနဲ့စိတ်ထဲမှာကျွမ်းကျင်လိမ္မာထားရမယ်သဘောတဘာဝလေးဟုတ်လားမကောင်းမှုရှောင်ဆိုတာနဲ့ပတ်သက်ပြီးတော့အဲ့လိုနားလည်ထားရမယ်နော်ဒါကြောင့်အဲ့ဒီဒေသနာလေးကိုအမှတ်ရတိုင်းငါကိုငါဆင်းရဲအောင်ငါမလုပ်ဘူးဟုတ်လားငါကိုငါဆင်းရဲအောင်ငါမလုပ်ဘူးငါကိုငါဆင်းရဲအောင်လည်းပဲဘယ်သူမှလာလုပ်လို့တော့တကယ်တမ်းကတော့ရတာမဟုတ်ဘူးတကယ်ကကိုယ်ဆင်းရဲအောင်လုပ်နိုင်တာကိုတယောက်ပဲရှိတာဘယ်ကနေတဆင်းလုံးမှာတုံးဆိုရင်အဲ့ဒီမကောင်းမှုကနေတဆင်းလုံးမှာပို့ပြီးတော့ဓာတ်ရိုက်ကြတဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်မကောင်းတဲ့စိတ်ဖြစ်ပေါ်ရာကနေတဆင်းလုံးတော့မှအဲ့ဒီလိုမကောင်းတဲ့စိတ်ဖြစ်ရင်အဲ့ဒီချိန်တွေးမကောင်းတဲ့အတွေးပဲအဲ့ဒီချိန်ပြောမကောင်းတဲ့ပြောပဲအဲ့ဒီချိန်လှုပ်မကောင်းတဲ့လှုပ်ပဲဟုတ်လားဒါကြောင့်ငါမကောင်းတဲ့စိတ်မဖြစ်စေရဘူးမကောင်းတဲ့စိတ်ဖြစ်ရင်ငါဒုက္ခရောက်မှာအဲ့ဒီမကောင်းတဲ့စိတ်ကိုငါကအကောင်းထဲပေါ်လိုက်မယ်တွေးလိုက်မယ်ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်အဲ့ဒီအမှုဟာကြီးရင်ကြီးသလောက်အပြစ်ဒဏ်ကလည်းကြီးသွားနိုင်တယ်အဲ့ဒါကဒီဘဝတွေမကောင်းဘူးနောက်ဘဝတွေမှာဆက်ပြီးတော့မှသူဟာဆင်းရဲဒုက္ခအကျိုးရလက်တွေကိုမပြီးနိုင်မစည်းနိုင်ပေးနေတတ်သေးတယ်ဒါတော့မြတ်စွာဘုရားအပြည့်စုံမြင်တယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်အလုံးစုံကိုသိတယ်ဆိုတဲ့ဉာဏ်ကိုယုံကြည်သောအဖြစ်လည်းပဲငါ့ကိုဒုက္ခပေးမယ်ငါ့ကိုနှိပ်စက်မယ်ငါ့ကိုဆင်းရဲစေမယ့်အရာကိုငါကိုယ်တိုင်တော့မလုပ်ဘူးဒီအတွေးလေးမကောင်းမှုရှောင်ဆိုတာလေးရဲ့လေးနဲ့ပုံလေးကိုပြောတာနော်အဲ့ဒါလေးကိုအမှတ်ရလိုက်ရင်ဘုန်းကြီးတို့မကောင်းတဲ့စိတ်မမွေးရဲဘူးမကောင်းတဲ့စိတ်မဖြစ်ရင်မကောင်းမှုကတားပြီးသားပဲအဓိကမကောင်းတဲ့စိတ်မဖြစ်ဖို့ပဲမကောင်းမှုရှောင်ဆိုတာလေးကိုဘုန်းကြီးကအဲ့လိုကိုတဲ့လေးရိုးရှင်းရှင်းလေးနားလည်သိနေတာအဓိကဘာမဖြစ်ဖို့မကောင်းတဲ့စိတ်မဖြစ်ဖို့မကောင်းတဲ့စိတ်ဖြစ်ရင်အဲ့ဒါမကောင်းမှုဖြစ်နေတော့တာသူကကျွတ်တို့ကအကောင့်ထဲပေါ်လိုက်မှပြောလိုက်မှလှုပ်လိုက်မှမကောင်းမှုမွေးလျော်နေတာလို့ထင်မိတတ်ကြတာတကယ်မကောင်းမှုကဘယ်မှာခြေတည်ပြီးတော့ဘယ်မှာကြီးထွားပြီးတော့ဖြစ်ပေါ်တာလဲလို့မေးစိတ်မှာခြေတည်ပြီးတော့စိတ်မှာကြီးထွားပြီးတော့မှဖြစ်ပေါ်နေတာဒါကိုမြင်ရတာနော်ဒါမကောင်းမှုရှောင်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့ဘုရားပြောတယ်နောက်ကောင်းမှုဆောင်ကုသလတုပတံ္မာကောင်းတာဆိုလို့ရှိရင်တော့ပြည့်စုံအောင်လုပ်ရမယ်ပြည့်စုံအောင်လုပ်လို့ပြည့်စုံဆိုတဲ့စကားလုံးလေးကမကောင်းမှုဟာအများကြီးရှိတယ်ဆိုတာကိုသူကလည်းဘာဖြစ်နေတော့ပေါ်ညွှန်းနေတယ်အဲ့တော့မကောင်းမှုဆိုတာဘာလဲရည်ဘူးရသဘောအဖြစ်တော့ဒါနသီလသမာဓိပညာဆိုတဲ့ဘာဝနာဒီလေးမျိုးပေါ့နော်ဒါနသီလသမာဓိပညာကိုဘာဝနာလို့သုံးမယ်ဆိုရင်တော့ဒါနသီလဘာဝနာပေါ့နော်ပေးမယ်ဝေမယ်မျှမယ်စွန့်နိုင်တယ်လွတ်နိုင်တယ်ဒါအလွန်ကောင်းတယ်ဒီဥစ္စာအထူးသဖြင့်ဝေတယ်မျှတယ်မေတ္တာအခြေခံပြီးတော့သူလည်းပဲအဆင်ပြေပါစေကိုယ့်ရဲ့အဆင်ပြေမှုကိုခွဲဝေပေးနိုင်တယ်ဒါအလွန်ကောင်းတယ်ဘယ်လို့မှညင်းလို့မရဘူးဒီစိတ်ကလေးကအလွန်ကောင်းတဲ့စိတ်ကလေး
ဒီစိတ်ကလေးကိုအခြေခံပြီးတော့ဘုန်းကြီးတို့ပြောတာလေးတွေလုပ်တာလေးတွေအလွန်ကောင်းတယ်ဟုတ်တယ်မဟုတ်လားဒါနကိုပြောတာနော်နောက်နှစ်ချက်ငါရဲ့အပြုအမူအပြောဆိုကြောင့်ဘယ်တော်ဘာမှမထိခိုက်စေရဘူးဘာကိုပြောနေတာတော့သီလကိုပြောနေတာဟုတ်တယ်မဟုတ်လားအဲ့လိုလေးရိုးလေးနားလေရမယ်နော်ဒါအလွန်ကောင်းတယ်နော်ဒီစောင့်စည်းမှုလေးရဟုတ်လားသုံးချက်ဘာဝနာကြတော့အလွန်လေးနဲ့သွားသောတော်နိဝရဏတွေမဖြစ်အောင်စိတ်ကိုချမ်းသာမှုနဲ့ငြိမ်သက်နေအောင်ကြိုးစားတာကိုတမာတိလို့ခေါ်တယ်ကိုယ်ဘဝရဲ့အကြောင်းကိုယ်စိတ်တွေရဲ့အကြောင်းကိုယ်ခန္ဓာရဲ့အကြောင်းကိုယ်ယုံနာရဲ့အကြောင်းကိုကိုယ်တိုင်သိအောင်နားလည်အောင်ကြိုးစားလို့ဩဒါတွေဟာပြီးဆုံးလိုက်နေတဲ့အနိစ္စတွေပဲကောင်းမွန်တဲ့သဘာဝတွေမှာမဟုတ်ဖဲကိုအစိုးရတဲ့သဘောတွေမှာလည်းမဟုတ်ဖဲကိုလို့အနိစ္စဒုက္ခအနတ္တကိုမြန်သိမယ်ဆိုရင်အဲ့ဒါအလွန်မှအဆင့်မြင့်တဲ့ပညာဖြစ်တယ်ဘောဟာဒုက္ခသစ္စာပဲဆင်းရဲပြီးဆင်းရဲဖြစ်နေတဲ့သဘောကလွယ်လို့ဘာမှဖြစ်နေတာမဟုတ်ဘူးလို့မြန်တကယ်သိမယ်ဆိုရင်တကယ်ဆိုတာပဋိဝေဒကိုရည်ညွှန်းတာတကယ်သိလို့ရှိရင်အဲ့ဒါအရိယာကိုဖြစ်မှာမဉဏ်ရတယ်ခေါ်တာခုကျတော့ဘောဟာကိုဆင်းရဲလို့တကယ်သိတဲ့ဉာဏ်ကိုမရသေးဘူးခုဘုန်းကြီးကဘာကိုအဓိပ္ပာယ်ဖွင့်နေတာတော့ကောင်းမှုဆိုတာကိုအဓိပ္ပာယ်ဖွင့်နေတာကောင်းမှုဟာဒါနာသီလသမာဓိပညာအဆင့်အမြင့်ဆုံးဒီပညာပဲအဲ့ဒီပညာထဲမှာလောကုတ္တရာကုသိုလ်မဉဏ်၄ပါးဟာအဆင့်အမြင့်ဆုံးပဲဘယ်ချမ်းသာကိုသူကပေးမှာတော့နိဗ္ဗာန်ချမ်းသာကိုမြင်ရစီမှာသူတို့ရဲ့ပန်းနိုင်ပေါ့နော်ဘုရားမြတ်စွာဘုရားကောင်းမှုကိုဆောင်လို့ပြောတဲ့အခါမှာကောင်းမှုအမျိုးအစားကိုဘုန်းကြီးကအရင်ပြောလိုက်တာဒါမှမထပ်ပြီးတော့ချုပ်ချင်သေးတယ်ဆိုလို့ရှိရင်ကောင်းတဲ့စိတ်ကလေးကိုခြေခံပြီးတော့တွေးလေသမျှပြောလေသမျှလှုပ်လေသမျှဟာကောင်းမှုလို့ယူလေးနားလဲကောင်းမှုဆောင်လို့ပြောလိုက်တဲ့ငါမကောင်းတဲ့စိတ်မဖြစ်အောင်လုပ်ဖို့လို့တပြိုင်တည်းမှာပဲကောင်းတဲ့စိတ်ဖြစ်အောင်လည်းလုပ်အောင်မယ်ဒီသဘောလေးဟုတ်လားကောင်းမှုနဲ့ချမ်းသာဒုက္ခကိုလည်းအကြောင်းအကျိုးသဘောလေးလို့မြင်စေခြင်းလားဟုတ်လားနောက်ဘုန်းကြီးတို့အစီဩဇာနဲ့ပြည့်စုံတဲ့ဆေးဝါးကိုမှီဝဲမယ်ဆိုလို့ရှိရင်ကျမရဲ့ကောင်းခြင်းဆိုတဲ့အကျိုးရလဒ်ကိုသေချာပေါက်ရရှိမယ်ပေါ့ဟုတ်လားအရေးကိုခိုးလိုက်မယ်ဆိုရင်အေးချမ်းခြင်းဆိုတဲ့အကျိုးရလဒ်ကိုသေချာပေါက်ရရှိမယ်ပေါ့ကောင်းမှုကိုမြတ်စွာဘုရားအဲ့လိုလေးဥမာပေးတာနော်ဆာယာဝအနုပါယိနိကောင်းတဲ့စိတ်ကလေးနဲ့တွေးမယ်ပြောမယ်လုပ်မယ်ဆိုရင်ဒီလူရဲ့နောက်ကိုချမ်းသာဒုက္ခအမြဲလိုက်လိမ့်မယ်ဥပမာကိုယ့်ရဲ့အရေးဟာကိုယ့်နောက်ကိုအမြဲလိုက်နေတယ်လို့အရေးနဲ့ဥမာပေးတာဆေးဝါးနဲ့ဥမာပေးတာလည်းရှိတယ်နော်ဘာသိသိချင်းလို့ဘုန်းကြီးကပြောနေတာတော့ကောင်းမှုနဲ့ချမ်းသာဒုက္ခကိုအကြောင်းကျိုးလို့သိသိချင်းတာအကြောင်းတရားကိုဘုန်းကြီးတို့လုံးမိပြီဆိုရင်အကျိုးရလိုက်မရမှာပူစရာမလိုအလွန်ထင်ရှားတဲ့မြတ်စွာဘုရားရဲ့စကားတော်လေးတစ်ခွန်းရှိတယ်နော်မဟာဘိက္ခဝေပုံညာပါယိထဒုက္ခတေတံအဓိဝဆနယတိတံပုံညာနေယဟန်တို့ကောင်းမှုကိုမကြောက်ကြနဲ့ကောင်းမှုဆိုတာတတို့လိုလားတဲ့ချမ်းသာဒုက္ခရဲ့နာမည်တစ်မျိုးပဲလို့အလွန်စိတ်ဝင်စားပဲကောင်းတဲ့လှပတဲ့စကားလုံးလေးသုံးပြီးတော့ဟောတာမျိုးလေးမှတ်ထားကျတို့ပုထုဇဉ်တော်ရီဆိုတာစိတ်ရဲ့သဘောလိုပဲပြောကြပါစို့မကောင်းတာဆိုရင်ပြုံးမွေတယ်ကောင်းတာဆိုရင်လှုပ်ဖို့ခက်တယ်ရေလိုပဲလောင်းချလိုက်နေရစီးသွားတာမြင့်ရရောက်ဖို့ဆိုတာတမင်ကြိုးစားရတယ်ရုန်းကန်ရတယ်စိတ်ရဲ့သဘောကအဲ့တိုင်းပဲမကောင်းတာပြောတယ်အလိုလိုဖြစ်တယ်ကောင်းတာဆိုရင်တမင်ကြိုးစားရတယ်အထောက်ရတယ်ကြိုးစားပြီးအထောက်ရပြီဆိုရင်ဘုန်းကြီးတို့ကခက်ခဲတဲ့သဘောလေးလံတဲ့သဘောကဖြစ်တယ်ဒါကြောင့်မလို့မြတ်စွာဘုရားစိတ်ရဲ့သဘောကိုသိလို့ကောင်းမှုကိုမကြောက်နဲ့ကောင်းမှုကကြောက်เสียမဟုတ်ကောင်းမှုဆိုတာသင်တို့လိုလားတောင့်တတဲ့ချမ်းသာဒုက္ခရဲ့နောက်ထပ်နာမည်တစ်မျိုးတဲ့ဒါကြတို့ကချမ်းသာခြင်းနဲ့ဆိုတဲ့စိတ်လေးများဖြစ်လာရင်နောက်ထပ်နာမည်လေးတစ်မျိုးလေးပြောင်းပြီးတော့ဆန္ဒဖြစ်ရကောင်းမှုလုပ်ခြင်းနဲ့ကောင်းမှုလိုခြင်းနဲ့နော်ချမ်းသာလိုခြင်းနဲ့ဆိုတဲ့စကားထက်ကောင်းမှုလိုခြင်းနဲ့ဆိုတဲ့စကားလေးကလက်တွေ့ပို့ပြီးတော့ဆန်တယ်ဟုတ်လားကောင်းမှုနဲ့ချမ်းသာအတူတူလို့ပြောလိုက်တာမြတ်စွာဘုရားအောင်းစရာကောင်းတာလေးဖြတ်ပြောအောင်ပဲအဲ့ဒီစကားလုံးလေးရဲ့အဆက်အဲ့ဒီတုတ်တန်ရဲ့အဆက်ကောင်းမှုကိုမကြောက်နဲ့ကောင်းမှုဆိုတာချမ်းသာဒုက္ခရဲ့နာမည်လို့ပြောပြီးတဲ့နောက်မှာကောင်းမှုပြုဖို့တိုက်တွန်းတဲ့အခါမှာမြတ်စွာဘုရားဘယ်ကောင်းမှုကိုတိုက်တွန်းနေထင်လဲ